အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့လူကြီးမဲတို့မြောက်ဝဲပေးချင်တဲ့အကြောင်းအရာတော့မိမိတို့အိမ်မှာအသုံးမလို့ပဲပုံနေတဲ့ပစ္စည်းတွေကိုမီဒူကာလီမှာပြန်ရောက်လို့ရတဲ့နည်းတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူကြီးမဲတို့အသေးစိတ်မြောက်ဝဲပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်မီဒူကာလီ application ထဲဝင်လိုက်မယ်မီဒူကာလီ application ထဲရောက်သွားလို့ရှိရင်ကျွန်တော်အောင်းနားလေးမှာရှိတဲ့ကင်မရာပေါ်လေးနှိပ်လိုက်ကင်မရာပေါ်လေးနှိပ်လိုက်မယ်ဒီနေရာလေးနှိပ်လိုက်လို့ရှိရင်ကျွန်တော်ရောင်းဖို့ပစ္စည်းကိုရိုက်ထားတဲ့ဓာတ်ပုံတွေကိုကျွန်တော်ဒီနေရာမှာရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကျွန်တော်ဒီကင်မရာပုံလေးကျွန်တော်ရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီပေါ်ဟာလေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကြာတော့ကျွန်တော်ပစ္စည်းရဲ့အမျိုးအစားရဲ့နာမည်ကိုရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကျွန်တော်ရွေးပေးသွားလို့ရှိရင်ကျွန်တော်အောင်းနားလေးမှာကြာတော့ကျွန်တော်ပစ္စည်းရဲ့အမျိုးအစားရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျအမျိုးအစားဆိုတာကင်မရာဆိုကင်မရာဖုန်းဆိုဖုန်းရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကင်မရာရောက်ပြီးတော့ဖုန်းကိုရွေးပေးထားလို့ရှိရင်ကျွန်တော်ပစ္စည်းကိုရှာတဲ့အခါကျလို့ရှိရင်ကျွန်တော်ပစ္စည်းကိုတွေ့မှာမဟုတ်ဘူးခင်ဗျအဲ့ဒါကြောင့်ကျွန်တော်ဒီနေရာမှာကျွန်တော်ကင်မရာရောက်တာဖြစ်တဲ့အတွက်ကျွန်တော်ကင်မရာပုံလေးရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျရွေးပေးသွားလို့ရှိရင်ကျွန်တော်အောင်းနားလေးဆွဲချလိုက်လို့ရှိရင်ဒီနေရာမှာကြာတော့ကျွန်တော်ပစ္စည်းရဲ့ brand ကိုရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျဒါကကျွန်တော်အခုက Canon ဆိုကျွန်တော် Canon ဆိုပြီးရွေးပေးလိုက်မယ်ရွေးပေးသွားလို့ရှိရင်ဒီနေရာမှာကြာတော့ကျွန်တော်ပစ္စည်းက quality ဘယ်လောက်ကောင်းသေးလဲဆိုတော့ကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကျွန်တော်ပစ္စည်းကအနာလည်းမရှိဘူးဖုန်လည်းသိမ်းမရှိတဲ့အပြည့်ကျွန်တော်ဒီနေရာလေးရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကြာတော့ကျွန်တော်ပစ္စည်းရဲ့အကြောင်းကျွန်တော်အသေးစိတ်ရေးပေးရမှာဖြစ်ပါလို့ရှိရင်ကျွန်တော်အောင်းနားလေးဆွဲချလိုက်လို့ရှိရင်ဒီနေရာမှာကြာတော့ပစ္စည်းပိုးခောက်ကိုရောင်းသူဘက်ကပေးမှာလားဝယ်သူဘက်ကပေးမှာလားဆိုတော့ကျွန်တော်ကသတ်မှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်ကအခါလေးပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာလေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကြာတော့ပစ္စည်းကိုဘယ်နေရာနေပို့မှာဆိုတဲ့အကြောင်းကျွန်တော်ပါကေကဘယ်လောက်ကြီးတယ်ဆိုတဲ့အကြောင်းကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျအဲတော့ကျွန်တော်ပစ္စည်းကနည်းနည်းကြီးတဲ့အတွက်ကျွန်တော်ဒီနေရာလေးရွေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကြာတော့ရောင်းသူရဲ့နေရာကိုရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီမှာတိုဂျိုကနေရောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တိုဂျိုရွေးပေးလိုက်မယ်ဒီနေရာမှာကြာတော့ပစ္စည်းကိုဘယ်နည်းရဲ့အတွက်ပို့နိုင်လဲဆိုတော့ကျွန်တော်တို့သတ်မှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တရက်နေ့ရဲ့အတွက်ပို့နိုင်လို့ရှိရင်တရက်နေ့ရဲ့အတွက်နေ့ရက်3ရက်မှပို့နိုင်နေ့ရက်3ရက်ပေါ့နော်ကျွန်တော်နေ့ရက်3ရက်ရွေးပေးလိုက်မယ်ခင်ဗျပြီးလို့ရှိရင်အောင်နားလေးမှာကြာတော့ကျွန်တော်ပစ္စည်းကိုဈေးနှုန်းသတ်မှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ပစ္စည်းကိုကျွန်တော်4000လို့သတ်မှတ်ပေးလိုက်မယ်ခင်ဗျ4000လို့သတ်မှတ်ပေးလိုက်လို့ရှိရင်အမေရိကလေးက10ရာခိုင်နှုန်းဖြတ်ပါတယ်ခင်ဗျ4000ပါဆိုကျွန်တော်3600ရမှာဖြစ်ပါတယ်ခင်ဗျဒီ3600ထဲမှာကျွန်တော်ခုနပိုးခောက်ပါကျွန်တော်ဒီထက်တခါလေးဖြတ်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်မီဒီကာလီမှာတင်ရောက်ထားတဲ့ပစ္စည်းဟာရောက်ထွက်သွားတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်မီဒီကာလီ application ထဲဝင်လိုက်တာနဲ့ကျွန်တော်တို့ discount လေးရောက်နေမှာဖြစ်ပါတယ်ခင်ဗျအဲ့ခါကြာလို့ရှိရင်ကျွန်တော်ရဲ့လိပ်စာကျွန်တော်သတ်မှတ်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ပစ္စည်းရဲ့ post size ကိုကျွန်တော်သတ်မှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီမှာတတိထားမှာကျွန်တော်ပစ္စည်းကအပြင်က post size နဲ့ဒီမှာသတ်မှတ်ပေးတဲ့ post size နဲ့တူနေရမှာဖြစ်ပါတယ်ခင်ဗျအပြင်က post size ကကြီးပြီးတော့ဒီမှာသတ်မှတ်တဲ့ post size ကသေးနေလို့ရှိရင်သွားပို့တဲ့ခါကြာလို့ရှိရင်သူတို့ကလက်မခံဘူးခင်ဗျအဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့ကQR code တခါပြန်ပြင်ရတယ်ခင်ဗျအဲကြောင့်ကျွန်တော်တို့ကဒီမှာတတိထားပြီးတော့လုံးအောင်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကပြီးလို့ရှိရင်ကျွန်တော်တို့ပို့မဲ့ family map ဆိုကျွန်တော် family map ရွေးပေးလိုက်မယ် QR code လေးပေါ်လာလိမ့်မယ်ခင်ဗျQR code ရပြီဆိုရင်ကျွန်တော်ပစ္စည်းကိုပါကင်ထုတ်ဖို့အတွက်ကိုလိုအပ်တဲ့ဟာလေးကိုကျွန်တော်ရန်တဲ့ဆိုင်မှာတောက်ဝယ်မှာဖြစ်ပါတယ်ခင်ဗျကင်ထုတ်ရလို့ရှိရင်ကျွန်တော်တို့ family map မှာပစ္စည်းသွားပုံမှာဖြစ်ပါတယ်ခင်ဗျလူကြီးမေးလို့လိုက်ခဲ့ပါဦးခင်ဗျခုနကျွန်တော်ရထားတဲ့ QR code ကိုကျွန်တော်တို့ဒီနေရာမှာ scan ဖတ်ရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်တို့ပစ္စည်းကိုရောင်းချင်တဲ့နေ့ကိုကျွန်တော်တို့ဒီမှာသတ်မှတ်ပေးလို့ရပါတယ်ခင်ဗျ
ပြီးလို့ရှိရင်ပစ္စည်းလာပို့တဲ့အချိန်လည်းကျွန်တော်တို့ဒီမှာသတ်မှတ်ပေးလို့ရပါတယ်ခင်ဗျအားလုံးပြီးသွားလို့ရှိရင်ကျွန်တော်စာရွက်တွေထွက်လာလိမ့်မယ်ခင်ဗျအဲ့စာရွက်ယူပြီးတော့ကျွန်တော်ပတ်စံရှင်းတဲ့နေရာမှာကျွန်တော်သွားပေးလိုက်လို့ရှိရင်သူတို့ scan ဖတ်လိုက်လို့ရှိရင် QR code ပါတဲ့စာရွက်နဲ့စာအုပ်ရဲ့ပြီးလို့ရှိရင်စာအိတ်ရဲ့သူတို့ပေးလာလိမ့်မယ်ခင်ဗျအဲ့စာအိတ်ကိုကျွန်တော်တို့ဒီပုံးမှာကပ်ပြီးတော့QR code ပါတဲ့စာကကျွန်တော်ယူပြီးတော့တစားကိုကြတော့သူစာအိတ်ထဲထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီပုံးကိုကျွန်တော်တို့ကောက်တာမှာပေးလိုက်လို့ရှိရင်ဒါဆိုကျွန်တော်တို့ပစ္စည်းပို့တာပြီးသွားပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်ပစ္စည်းပို့လို့ပြီးသွားပြီဆိုရင်ကျွန်တော် Medically application ထဲဝင်ပြီးတော့ကျွန်တော် customer ကိုကျွန်တော်ပစ္စည်းပို့လိုက်ပြီဆိုတဲ့အကြောင်းကျွန်တော်သူ့ကိုအကြောင်းကြားရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ပို့လိုက်တဲ့ပစ္စည်းကကျွန်တော် customer လေးထဲရောက်သွားပြီဆိုရင်ကျွန်တော် Medically application ထဲပြန်ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ discount လေးရောက်နေလိုက်မယ်ခင်ဗျအဲ့ခါကျလို့ရှိရင်ကျွန်တော်စာရေးပို့လိုက်လို့ရှိရင်ကျွန်တော်အဲ့ချိန်ကျပတ်ဆက်ရပါပြီခင်ဗျတချို့ customer တွေကြတော့ပို့လိုက်ပေမဲ့လည်းသူကရောက်တယ်ဆိုတဲ့အကြောင်းကျွန်တော်အကြောင်းမပြန်ဘူးခင်ဗျအဲ့ခါကျလို့ရှိရင်ကျွန်တော် Medically ကနေ confirm ဖြစ်တဲ့အချိန်ကြီးကျွန်တော်စောက်ပြီးမှပတ်ဆက်ရပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ